မင်္ဂလာပါဗျာ Auto Compass Channel လေးကြိုဆိုပါရစေ။မိုးတဲတဲမဲမဲရွာလို့ရှိရင်ဇုံမီလို့ခေါ်တဲ့အန်ရဲ့အချက်ပြမီကိုလုံးဝမဖွင့်ပါနဲ့။ဒါကအသက်အန္တရာယ်ဖြစ်စေတိုင်းနဲ့လူအများစုမှားယွင်းနေတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။မိုးရွာတဲ့ကားမောင်းတဲ့အခါမှာကိုယ်တိုင်လည်းအန္တရာယ်ကင်းသူတစ်ပါးကိုလည်းမထိခိုက်စေဖို့မဖြစ်မနေသိထားရမယ်။ဆောင်းရန်ရှောင်းရန်အချက်10ချက်ရှိပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကားကြိုတင်ပြင်ဆင်မှုကအစလူသိနေတဲ့ cruise control စနစ်မသုံးတဲ့အချက်တွေဒီအသေးစိတ်ပြောပြတော့မှဟုတ်အဆုံးထိသာကြည့်လိုက်ပါတော့ဗျာကဲပထမဆုံးအနေနဲ့ကျွန်တော်တို့မိုးရေတဲ့လက်နေဆူဆွနေတဲ့အချိန်မှာမဖြစ်မနေလှုပ်ဆောင်အောင်မဲ့ဆောင်းရန်အချက်6ချက်ကိုပြောပြပေးပါမယ်နံပါတ်1ကားမှာကြိုတင်ပြင်ဆင်မှုမိုးရင်ပန်ကားကိုမောင်းမထွက်ခင်မှာကားရဲ့ဝိုင်ပါကိုစစ်ပါဝိုင်ပါရွက်ကောင်းလားကွဲအပ်နေလားမကောင်းလို့ရှိရင်အစ်စ်လဲပါနောက်တစ်ခါရှေ့မီကြီးအချက်ပြမီတောင်မီဘရိမီစတာတွေကောင်းလားပြတ်နေသလားကိုဆိုတာကိုစစ်ပါမိုးရွာနေတဲ့အချိန်မှာကိုဘာလုပ်ချင်တယ်ဆိုတာကိုတစ်ဖက်သားကသိစေနိုင်မှုအတွက်ဒီမီတွေကအရေးကြီးပါတယ်နောက်ပြီးတော့တာယာမှာပန်းတွေအခြေအနေကောင်းသလားဆိုတာကိုစစ်ပါပန်းမရှိတော့တဲ့တာယာနဲ့ဆူဆွနေတဲ့လမ်းမှာမောင်းလို့ရှိရင်အန္တရာယ်ရှိပါတယ်နောက်ထပ်အရေးကြီးတာတစ်ခုကတော့ brake ပါဘရိစီရောနေသလား brake shoe ပါနေသလားဆိုတာတွေကိုစစ်ဆေးပေးပါဒါတွေကိုတော့မုံရွာခင်ကတည်းက workshop မှာကြိုပြီးတော့စစ်ထားလို့ရှိရင်ပိုကောင်းပါတယ်နံပါတ်2ရှေ့မီကြီးအနေကိုဖွင့်မောင်းပါမိုးတဲတဲမဲမဲရွာလာလို့ရှိရင်ပတ်ဝန်းကျင်ကချက်ချင်းမှောင်သွားတတ်ပြီးတော့မှန်နေမှာရေစက်တွေကြောင့်တခြားကားတွေကိုတဲတဲကွဲကွဲမမြင်ရဘူးဖြစ်လာတတ်ပါတယ်ဒါကြောင့်မလို့ကိုကားကိုတခြားသူတွေအဝေးကနေအလွယ်တကူမြင်နိုင်မှုအတွက်အောက်ဖက်လမ်းကိုစိုက်ထုံးပေးတဲ့မီကြီးအနေ low beam ကိုဖွင့်ပြီးတော့မောင်းပါဒါဆိုရင်ကိုယ်တိုင်လည်းရှေ့ဘက်လမ်းကိုကောင်းကောင်းမြင်ရတယ်လို့တခြားကားတွေကပါကိုကားကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဒီနေရာမှာအဝေးပြေးတဲ့မီကြီးအမြင့် high beam ကိုလုံးဝမသုံးအောင်ပါဘူးဒီမီကြီးကတစ်ဖက်ရင်မောင်းတွေကိုမျက်စိပြာဝေသွားစေစလို့မိုးရေစက်တွေနဲ့အလင်းပြန်ပြီးတော့ကိုယ်တိုင်မှာရှေ့ကလမ်းကိုမမြင်ရတဲ့အခြေအနေဖြစ်သွားနိုင်တာကြောင့်ဖြစ်ပါတယ်မီကြီးအနေကတော့မိုးရွာနေချိန်မှာမြင်ကွင်းပိုရှင်းလင်းစေဝန်သာမကရင်းစည်းကမ်းဥပဒေအရလဲမိုးတဲမဲမဲရွာနေတဲ့အချိန်မှာမီးဖွင့်မောင်းဖို့လိုအပ်ပါတယ်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ရာသီဥတုဆိုးဝါးနေတဲ့အချိန်မှာဝိုင်ပါသုံးတာနဲ့ရှေ့မီးကြီးပါဖွင့်ထားဖို့လိုအပ်တဲ့ဥပဒေတွေရှိကြပါတယ်နံပါတ်3ရှေ့ကားနဲ့မိမိကားကြားမှာအကွာအဝေးကိုပုံမှန်တဲ့နှစ်ဆပို့ပြီးတော့ထားပါရှေ့ကားနောက်ကလိုက်တဲ့အကွာအဝေးကိုရာသီဥတုအခြေအနေကိုလိုက်ပြီးတော့ထိန်းညှိဖို့လိုအပ်ပါတယ်မိုးတအားသိမ်းမဲကြီးရွာနေတယ်ဆိုလို့ရှိရင်ပုံမှန်အကွာအဝေးတဲ့နှစ်ဆပိုဝေးပြီးတော့ခွာလိုက်သင့်ပါတယ်ပုံမှန်ဆိုရင်တော့ဒီ3စက္ကန့်စီးမြင်3ညပေမဲ့မိုးတွင်းမှာတော့ရှေ့ကားနဲ့ကိုကားကြားမှာအနည်းဆုံး5စက္ကန့်ကနေပြီးတော့6စက္ကန့်စာအကွာဝေးခြံထားရပါမယ်မိုးရည်နဲ့ချောပြီးတော့စွတ်စွန်နေတဲ့လမ်းမှာဘရိတ်အုပ်လို့ရှိရင်6တွေ့တဲ့လမ်းမှာတဲ့ပို့ပြီးတော့များတဲ့အကွာဝေးလိုအပ်ပါတယ်လမ်းဟာဆိုနေတဲ့အတွက်ဘရိတ်နင်းလိုက်လို့ရှိရင်ကားကချက်ချင်းမရဘဲနဲ့ရှေ့ကိုရှော့တိုက်ပြီးတော့ပါသွားတယ်လို့ပါနောက်ပြီးရှေ့ကားကရုတ်တရက်ဘရိတ်အုပ်လိုက်လို့ရှိရင်ကို့မှာအချိန်မီရှောင်ကွင်းနိုင်မှုဂျားထဲမှာအကွာဝေးတစ်ခုရှိနေရပါမယ်နံပါတ်4အရှိန်လျှော့ပါမိုးရွာနေတဲ့အချိန်လမ်းဆူဆွနေတဲ့အချိန်မှာကားကအချိန်တွေတစ်ခုကိုတုံ့ပြန်နိုင်တဲ့အချိန်ကပိုပြီးတော့နှေးသွားပါတယ်တနည်းပြောရင်တော့တစ်ခုခုလုပ်လို့ရှိရင်အချိန်ပိုပြီးတော့ကြာသွားပါတယ်မိုးရွာနေတဲ့အချိန်မှာပုံမှန်တဲ့အချိန်ကို3ပုံ1ပုံလျှော့ချလိုက်ပါဒါကလိုက်နာတဲ့ရွှေအောင်စည်းမျဉ်းဖြစ်ပါတယ်ပုံမှန်6သူတဲ့လမ်းမှာမိတ်ဆွေတို့မောင်းနေကြအချိန်ရှိပါလိမ့်မယ်ဥမာကားရှင်းလို့ကီလို60လောက်နဲ့မောင်းနေကြဆိုလို့ရှိရင်မိုးရွာပြီဆိုတာနဲ့40အောက်လောက်ကိုချက်ချင်းလျှော့ချလိုက်ပါအချိန်လျှော့လိုက်တာကကားဘရိတ်ဖန်တဲ့အခါမှာပို့ပြီးတော့ထင်းချိုးကလွယ်ကူစေပါတယ်ဒီနေရာမှာသတိပြုစရာတစ်ခုကတော့အထူးသဖြင့်6သွေးတဲ့အနေထားမှာစရွာလိုက်တဲ့မိုးဆိုရင်ပို့ပြီးတော့သတိထားပါဘာလို့လဲဆိုတော့ပထမစရွာလိုက်တဲ့မိုးကလမ်းပေါ်မှာရှိနေတဲ့စီကြီးတွေကိုတဲဆောင်ပြီးစီးလာတာကြောင့်မို့လမ်းဟာချောပြီးတော့အထင်းရခက်တဲ့အနေအထားဖြစ်နေလို့ပါပဲနံပါတ်5အဲကွန်းနဲ့မှန်ဘူဝေးစနစ် D4 ကိုသုံးပါမိုးရွာပြီဆိုတော့နဲ့ကားမှန်လေးချက်ချင်းဝါလာပြီးတော့ရှေ့လမ်းမမြင်ရတော့တဲ့ပြဿနာလူတိုင်းကြုံမှုကြမှာပါဘာလို့မှန်ကိုအငွေ့ရိုက်တာလဲဆိုတော့ကားအပြင်မှာအပူချိန်ကအေးနေပြီးတော့ကားထဲမှာလူတွေရှိနေလို့အပူချိန်နဲ့ဆိုတိုင်းစားကများနေလို့ပါဒီဟာကိုဖြည့်ရှင်းဖို့အဲကွန်းနဲ့မှန်ဘူဝေးစနစ်ကိုစနစ်တကျသုံးတတ်ဖို့လိုပါတယ်ပထမဆုံးကားအဲကွန်းကိုဖွင့်ရပါမယ်တချို့ကအေးလို့ဆိုပြီးတော့အဲကွန်းပိတ်တာမှန်နေချပြစ်တာ
ဒါမျိုးတွေလုပ်တတ်ကြပါတယ်ဒါကပိုဆိုးစေပါတယ်ဒါကြောင့်မို့လို့ AC ခလုတ်ကိုမဖြစ်မနေ on ထားပါအဲကွန်ကလေအေးပေးုံနဲ့မကဘဲနဲ့ကားထဲမှာဆူဆွတ်နေတဲ့လေကိုဆုပ်ယူဖယ်ရှားပေးတဲ့နေရာမှာအဓိကကြပါတယ်ပြီးရင်အဲကွန်မှာပြင်ပလေသွင်းတဲ့ခလုတ်ကလေးကိုနှိပ်ပါအခုပြထားတဲ့ခလုတ်လေးဖြစ်ပါတယ်အပြင်ကလေကိုအထက်သွင်းပေးမှမှန်အငွေ့တွေကချက်ချင်းပျောက်သွားမှာဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့ကားမှန်တွေအတွက်သီးသန့်ပါတဲ့ defogger လို့ခေါ်တဲ့မှန်အပူပေးခလုတ်ကိုသုံးရပါမယ်ကားတွေမှာရှေ့မှန်နဲ့နောက်မှန်အတွက်ဆိုပြီးတော့ defogger ခလုတ်2မျိုးပါပါတယ်ရှေ့မှန်အတွက်အခုပြထားတဲ့ခလုတ်လေးကိုနှိပ်လိုက်လို့ရှိရင်အဲကွန်လေကလူစီကိုမလာတော့ဘဲနဲ့ရှေ့လေကမှန်ကြီးစီကိုတိုက်ရိုက်မှုတ်ထုတ်ပေးပြီးတော့အငွေ့တွေကိုစက္ကန့်ပိုင်းတွေမှာပဲဖယ်ရှားပေးပါတယ်နောက်မှတော့ကတော့ဒီခလုတ်လေးကိုနှိပ်လိုက်ရင်နောက်မှမှာပါတဲ့အပူပေးနန်းကျိုးလေးတွေကအပူထုတ်ပေးတာကြောင့်မလို့မိုးရေစက်တွေခြောက်သွေးတော့ပါလိမ့်မယ်တခုသတိပြုဖို့ကနောက်မှန်ကရေချောက်ပြီးတော့ကြည်သွားတာနဲ့ဒီနောက်မှအပူပေးခလုတ်လေးကိုပြန်ပြီးတော့မမင်းမလျော့ပြန်ပေးဖို့လိုပါတယ်နံပါတ်6လိုအပ်လို့ရှိရင်ကားကိုလမ်းဘေးမှာချပြီးတော့ရပ်ပါတချို့ကမိုးတွေဘလောက်သေးရှေ့ကားနောက်မိကိုတော့မနေကြည့်နေရတဲ့အထိမြင်ကွင်းကဝါဒတာဖြစ်နေတော့မှခီးကိုဇွတ်ဆက်ပြီးတော့မောင်းတတ်ကြပါတယ်အရေးကြီးတဲ့ကိစ္စတွေရှိနေလို့ချိန်ထားတာနောက်ကျမှဆိုးလို့ဆိုပြီးတော့ဒီလိုဇွတ်တိုးပြီးတော့မောင်းတာကတကယ်တော့အန်ဒီရယ်နဲ့ရင်းပြီးတော့လောင်ကစားလုပ်နေတယ်လို့ဖြစ်နေပါတယ်မိုးကလည်းအသေးလုံးလို့ရှေ့9ပေ10ပေလောက်တောင်မမြင်ရတော့ဘူးဝိုက်ပါကလည်းဘလို့မှမနိုင်တော့ဘူးဆိုလို့ရှိရင်ခီးဆက်ဖို့စွတ်မကြိုးစားတာကောင်းပါတယ်အနေကင်းမဲ့လမ်းဘေးတနေရာဒါမှမဟုတ်လို့ရှိရင်ဓာတ်စီဆိုင်လိုနေရာမျိုးမှာကားကိုလမ်းဘေးချပြီးတော့ရပ်လိုက်ပါတခုတတိထားမှာကလမ်းဘေးမှာချပြီးရပ်တဲ့အခါမှာလမ်းပေါ်မှာကားကိုတချမ်းတင်ထားတာမျိုးမလုပ်ဘဲနဲ့လမ်းပကုံးပေါ်ထိရောက်အောင်လမ်းဘေးအထိရောက်အောင်ချပြီးတော့ရပ်ဖို့လိုပါတယ်ပြီးလို့ရှိရင်တော့နောက်ကားတွေတတိထားမိအောင်ဒီအန်ရဲ့အချက်ပြမိဇုံမိကိုမဖြစ်မနေဖွင့်ထားပေးဖို့လိုပါတယ်ဒီလိုရပ်ထားပြီးတော့မိုးနေနေဆဲသွားလို့ရာသီဥတုကြည်လင်လာပြီးတော့မြင်ကွင်းတွေပြန်ရှင်းလာတဲ့အခါမှာစိတ်အေးလက်အေးခီးဆက်တာကတော့အကောင်းဆုံးနဲ့အန်ရဲ့အကင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ဆောင်ရံနေပြီးပြီဆိုတော့အခုအမှားရွေးမခံတဲ့လုံးဝမလုပ်ရမယ့်ရှောင်ရံတွေကိုဆက်ပြောပါမယ်လူအများစုအမြဲမှားတတ်တဲ့အချက်တွေမို့တခြားသတိထားနေပါတယ်နံပါတ်9ကားမောင်းနေစဉ်မှာအန်ရဲ့အချက်ပြမိဇုံမိကိုလုံးဝမဖွင့်ပါနဲ့ဒါကကျွန်တော်တို့မြန်မာနိုင်ငံမှာကားမောင်းသူအများစုမှားနေတတ်တဲ့အချက်တစ်ခုပါမိုးတဲလို့ဆိုပြီးတော့ကားမောင်းနေရင်ဇုံမိလို့ခေါ်တဲ့အန်ရဲ့အချက်ပြမိကိုဖွင့်မောင်းတာကအလွန်အန်ရများပါတယ်ဘာလို့လဲဆိုတော့ကိုကလမ်းပြောင်းညင်လို့ signal ပြတဲ့အခါမှာဘေးကားနောက်ကားတွေကဘာလို့ချင်တယ်ဆိုတာခွဲခြားနားလည်ရခက်သွားလို့ပါနောက်ပြီးဇုံမီဆိုတာကကားပြက်လို့အရေးပေါ်ရပ်ထားပါတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်လို့မောင်းနေတဲ့အချိန်မှာလုံးဝမသုံးရပါဘူးမိုးရွာတဲ့အချိန်မှာမီးကြီးဖွင့်ထားရုံနဲ့တင်လုံလောက်ပါတယ်နံပါတ်10ဆွတ်နေတဲ့အနေထားမှာ cruise control ကိုလုံးဝမသုံးပါနဲ့ဒါကတော့ cruise control ပါတဲ့ကားတွေနဲ့ဆိုင်ပါတယ်အဝေးပြေးလမ်းမတွေမှာ cruise control သုံးရတာကတက်တောင့်တက်တာရှိပြီးတော့အလုံးမောင်းလို့ကောင်းဝင်မဲ့မိုးထဲမှာတော့လုံးဝမသုံးသင့်ပါဘူးမိုးရွာလို့လမ်းမပေါ်မှာရေအိုင်နာဒါမှမဟုတ်လို့ရှင်ရေလွှာပါလေးရှိနေတဲ့အချိန်မှာကားဘိန်းတွေကလမ်းမနဲ့မထိတော့ဘဲနဲ့ရေပေါ်မှာ short တိုက်ပြီးတော့ကြွတ်တက်သွားတာမျိုးဖြစ်တတ်ပါတယ်ဒီချိန်မှာ cruise control ဖွင့်ထားတယ်ဆိုလို့ရှိရင်ကားဘိန်းတွေလမ်းထဲလွတ်ပြီးတော့လဲပတ်မှုအားနေနေပြီလို့ယူဆပြီးတော့သတ်မှတ်ထားတဲ့အချိန်ရောက်အင်ဂျင်ကိုပို့ပြီးတော့စီကျွေးပါတယ်ဆိုလိုတာကတော့အချိန်လျှော့ရမယ့်အစား cruise control စနစ်ကအချိန်ကိုပို့ပြီးတော့မြင့်ပေးပါတယ်ဒါကြောင့်မလို့ကရှောနေတာကအချိန်တွေပိုဆိုးပြီးတော့ခြာလပတ်လဲပြီးတော့လမ်းဘေးကိုထိုးကျသွားနိုင်ပါတယ်ဒါကြောင့်မလို့လမ်းကချောနေလို့ရှိရင်မိုးရေတွေစွတ်နေလို့ရှိရင်ဒီစနစ်ကိုပိတ်ထားဖို့လိုအပ်ပါတယ်နံပါတ်9ရုတ်တရက် brake ကိုစောင့်နေခြင်းနဲ့ဂီယာချက်ချင်းချလိုက်တာတွေကိုရှောင်ပါလမ်းချောနေတဲ့အချိန်မှာကားက slip ဖြစ်သွားလို့ရှိရင်စိတ်လှုပ်ရှားပြီးတော့ brake ကိုဒုံနဲ့စောင့်နေတာမျိုးစီယာတိုင်းကိုအမြန်လှည့်ပစ်လိုက်တာမျိုးတွေကကားကိုပို့ပြီးတော့ထိမ့်မြအောင်ဖြစ်စေပါတယ်ဒါကြောင့်မလို့ဒီလိုလမ်းချောနေတယ်ကားက slip ဖြစ်သွားတယ်ဆိုရင်နံပါတ်1ဒီလိုဖြစ်လာလို့ရှိရင်လန့်ပြီးတော့ brake ကိုစောင့်နေတာမျိုးလုံးဝမလုပ်ပါနဲ့ဒါကလူတိုင်းရဲ့အလိုလျောက်တုံ့ပြန်ပြီးဖြစ်တဲ့အမှားတစ်ခုပါကားချောနေတော့မှ brake ကိုစောင့်နေလိုက်လို့ရှိရင်ကားဘင်းတွေက lock ကျသွားပြီးတော့ကားကခြာလပတ်လဲပြီးတော့ထိမ့်မရသိမရဖြစ်သွားပါလိမ့်မယ်နံပါတ်2လီဗာချင်းင်းကိုဖြည်းဖြည်းဖွားဖွားလေးလှုပ်ပေးပါဒါကအင်ဂျင်ရဲ့ယုံအားကိုရှော့ချပြီးတော့တာယာတွေလမ်းမျက်နှာပြင်နဲ့ပြန်ပြီးတော့ကုတ်နိုင်အောင်လို့အကောင်းဆုံးကူညီပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်နံပါတ်3စီယာတိုင်းကိုကားချိုသွားတဲ့ဘက်ကိုအသာယာလိုက်လှည့်ပေးပါဒါကအရေးကြီးဆုံးနည်းစနစ်ဖြစ်ပါတယ်
ကားနဲ့လမ်းမျက်နှာပြင်ကြားမှာကုတ်အားတွေပြန်ရလာအောင်ကူညီပေးတဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ဖြစ်လိရှိတာကတော့အများစုကကားကညာဘက်ကိုဆွဲသွားလို့ရှိရင်ကြောက်လန့်ပြီးတော့စန့်ကျင်ဘက်ဘယ်ဘက်ကိုစီယာတိုင်းကိုဆွဲလှည့်ပြတတ်ကြပါတယ်စီယာတိုင်းကိုစန့်ကျင်ဘက်ကိုအတင်းဆွဲလိုက်လို့ရှိရင်ကားကပိုပြီးတော့အရှိန်ပြင်းပြင်းနဲ့လဲထွက်သွားတာပါတယ်နံပါတ်၄တကယ်လို့ manual ကားမောင်းနေဆိုရင်တော့ကားချော်တဲ့အခါမှာ clutch ကိုအဆုံးနင်းထားလိုက်လို့ရှိရင်အင်ဂျင်နဲ့ဘိန်းညားကအားကိုဖြတ်တောက်ပေးရရောက်ပြီးတော့ကားကိုထိန်းရပိုးလွယ်စေပါတယ်အော်တိုဂီယာကားဆိုရင်တော့ဂီယာကိုဘာမှလှုပ်ရှားမလို့ဘဲနဲ့ဒီအတိုင်းထားပြီးတော့စီယာတိုင်းကိုပဲအာယုံစိုက်ပေးလိုက်ပါဒါကြောင့်မလို့စိတ်လှုပ်ရှားပြီးတော့စီယာတိုင်းကိုအတင်းဆွဲလှဲတာ brake စောင့်နေတာတွေမလုပ်ဘဲနဲ့လီဗာကိုလွတ်စီယာတိုင်းကိုဖြည်းဖြည်းမှန်မှန်လေးထိန်းပေးလို့ရှိရင်စက္ကန့်ပိုင်းအတွင်းမှာကားကလမ်းကြောင်းပေါ်ပြန်တက်လာမှာဖြစ်ပါတယ်နောက်ပြီးဒီလိုလမ်းချော်တဲ့အခါမှာမလုပ်တဲ့နောက်တစ်ခုကအော်တိုကားတွေမှာဆိုရင်ဂီယာကိုအနှိမ့်ကိုချက်ချင်းကြီးဆွဲချလိုက်တာမျိုးကိုရှောင်ပါဒီလိုလုပ်လိုက်လို့ရှိရင်အင်ဂျင်ကဘိန်းကိုရုတ်တရက်အတင်းဆွဲထိန်းလိုက်တယ်လို့ဖြစ်ပြီးတော့ brake စောင့်နေလိုက်တယ်လို့ပဲဘိန်းက lock ကျပြီးတော့ကား short ထွက်သွားပါလိမ့်မယ်ဒီချိန်မှာ ABS စနစ်ကလည်းဘာမှအကူအညီပေးလို့မရတော့တဲ့အတွက်ပို့ပြီးတော့အန္တရာယ်များပါတယ်ဒါကြောင့်မလို့အရှိန်တစ်ခုနဲ့မောင်းနေတဲ့အခါမှာဥမာကီလို60လောက်နဲ့သွားနေရနေပြီးတော့ရုတ်တရက်ဂီယာ L ဒါမှမဟုတ်2ဒီလိုမျိုးဂီယာအနှိမ့်တွေကိုရုတ်တရက်ပြောင်းချလိုက်တာမျိုးကဒါမျိုးကိုလုံးဝရှောင်သင့်ပါတယ်နံပါတ်10လမ်းပေါ်မှာအိုင်းနေတဲ့ရေသေးတမ်းမှမလို့ရှိရင်ရေဖြတ်စီးတာတွေ့လို့ရှိရင်ဖြတ်ပြီးတော့မမောင်းပါနဲ့လမ်းပေါ်ကရေအိုင်နေနဲ့ပတ်သက်လို့ရှိရင်ပထမအနေနဲ့လမ်းအနေထားကိုမမြင်ရပါဘူးရေအောက်မှာဘလောက်နဲ့တဲ့ဂျာညင်းရှိနေလဲကတ္တရာလမ်းပဲ့ကြနေတာလားဒါမှမဟုတ်အပေါက်ကြီးဖြစ်နေတာလားဆိုတော့အပေါ်ကကြည့်ုံနဲ့ဒါမသိနိုင်ပါဘူးနောက်ဒုတိယတစ်ချက်ကရေအိုင်ထဲကိုအရှိန်နဲ့ဖြတ်မောင်းလိုက်တဲ့အခါမှာကားဘိန်းတွေကလမ်းနဲ့မထိတော့ဘဲနဲ့ရေပေါ်မှာ short တိုက်ပြီးတော့ကြွတက်သွားတာမျိုးဖြစ်တတ်ပါတယ်ဒီလိုအချိန်မှာဆိုလို့ရှိရင် brake နင်းလို့လည်းမရဘဲနဲ့ကားကလဲထွက်သွားပြီးတော့ထိမရပဲလမ်းဘေးမှာသွားပြီးတော့တိုက်မိတတ်ပါတယ်နောက်တတိယအချက်အနေနဲ့ကတော့ရေသိပ်နှက်နေလို့ရှိရင်အင်ဂျင်ထဲမှာရေဝင်ပြီးတော့အင်ဂျင်တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်တကယ်လို့မလွဲမရှောင်သာဖျားတော့မယ်ဆိုလို့ရှိရင်ရှေ့ကကားကြီးတွေဖြတ်မောင်းတာကိုတခြားကြည့်ပြီးတော့ရေအတိမ်နဲ့ကိုခံမှန်းပြီးမှဂီယာနှိမ့်နှိမ့်အရှိန်လျှော့ချပြီးတော့ဖြည်းဖြည်းလေးပဲမောင်းနေသင့်ပါတယ်နောက်တစ်ခါရေစည်းတန်တဲ့ချောင်းရေကဖြတ်စီးနေတဲ့နေရာတွေကိုကားကဖြတ်မောင်းလို့ရှိရင်တော့ရေစည်းချောင်းကအရှိန်ပြင်းပြင်းနဲ့ကားကိုဆွဲခေါ်ချသွားနိုင်ပါတယ်လမ်းမှာဒီလိုအခြေအနေတွေတွေ့တယ်ဆိုလို့ရှိရင်တော့ဆက်မမောင်းမဲနဲ့နောက်ပြန်လှည့်ပြီးတော့အခြားစိတ်ချရတဲ့လမ်းကိုရွေးပါဒါမှမဟုတ်လို့ရှိရင်အန္တရာယ်ကင်းတဲ့အချိန်ထိစောင့်ပြီးတော့မှမောင်းသင့်ပါတယ်အခုပြောခဲ့တာတွေကိုပြန်ပြီးတော့အနှစ်ချုပ်ရရင်တော့မိုးတွေမှာကားမောင်းနေခြင်းရဲ့လျှို့ဝှက်ချက်ကအရှိန်လျှော့ပါသတိထားပါစိတ်ရှည်ပါဆိုတဲ့ဒီအချက်၃ချက်ပဲအဓိကဖြစ်ပါတယ်မိုးရာသီမှာကားမောင်းရတာကသတိထားရင်အန္တရာယ်ကင်းပါတယ်အခုပြောခဲ့တဲ့ဆောင်းရံရှောင်းရံအချက်တွေကိုလိုက်နာဆောင်ရွက်တယ်ဆိုရင်တော့မိတ်ဆွေကမိုးရာသီမှာဘေးအန္တရာယ်ကင်းစွာစိတ်အေးချမ်းသာစွာမောင်းနေနိုင်ပါပဲဖြစ်ပါတယ်ဗျာနောက်တင်တဲ့ဗီဒီယိုတွေကိုလွတ်မသွားအောင်ဒီ channel လေးကိုလက်မလေးထောင် subscribe လုပ်ပြီးတော့ခေါင်းလုံးလေးကိုတီးပေးသွားဖို့လည်းမမေ့ပါနဲ့ဦးအားလုံးပဲဘေးအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ကြပါစေ